နှစ်ထောင်ဟုတ်လားမနစ်ကဝက်ချန်ရဲ့အသားတင်အမြက်က9တန်းရတာကိုခမရကကျုပ်ကို2000ပဲပေးတယ်ပေါ့လေနဲတယ်လို့ထင်လို့လားမနစ်ကဝက်အဖျားယောဂဖြစ်တုန်းကခမရဝက်300ကရက်တပတ်အတွင်းတည်သွားတာကြံတဲ့ဝက်တွေကိုသာကဲနိုင်ရင်နောက်ရမယ့်အမျက်တွေကို30-80ခွဲမယ်လို့ခမရပြောခဲ့တယ်လေအေးငါပြောခဲ့တာဟုတ်တယ်ဒါပေမဲ့ဘာဖြစ်လဲဒီညီကွက်ရဖို့ငါကိုယ်တိုင်လူကြီးတွေစီအကူအညီတောင်းခဲ့ရတာပြီးတော့ဒီချန်ဆောက်ဖို့ငါပတ်စံရနဲ့ချီအကုန်ခံခဲ့ရတာအခုတော့ငါအပေါ်မိခိုးပြီးအသက်မွေးနေရတဲ့မင်းကငါရဲ့9တန်းထဲကနေအစုရှယ်ရလာတောင်းနေတယ်ပေါ့ခမရမှာဘာခွင့်ရရှိလို့လဲကျုပ်ဖော်ဆက်ထားတဲ့အထူးပရိုဘိုင်အိုတတာမရှိရင်ပြီးတော့ညတိုင်းအစာတွေကအမိုနီယာနိုက်ထရိုဂျင်ပမာဏကိုကျုပ်တာမစစ်ဆေးခဲ့ရင်ခမရဝက်တွေဒီကက်ယောဂကနေလွတ်မြောက်ပြီးဒီနေ့ရဲ့9တန်းနဲ့အမှားစားကိုရနိုင်မှာမလားရှောက်ပြောမနေနဲ့ငါဝယ်ထားတဲ့စက်ပစ္စည်းတွေကအလှပြထားတာထင်နေလားမင်းနေတိုင်းလုပ်နေတဲ့အလုပ်မျိုးကိုရွာထိပ်ကဘသူ့ကိုမဆိုခေါ်ခိုင်းလို့ရတယ်မင်းအဖေမျက်နှာကြောင့်သာ2000ပေးတာတိတ်ပြီးဘဝင်မြင့်မနေနဲ့လူဆိုတာကိုနေရာကိုသိရတယ်နင်ကကန်ကောင်းသွားတာတသက်ပါစာနေနဲ့ပိုတက်ယုံနဲ့အစားထိုးလို့မရတဲ့နည်းပညာရှင်ဖြစ်သွားပြီလို့မထင်လိုက်နဲ့အဖေသမီးရွာထိပ်က1လိုင်စီနဲ့ပြောပြီးသူကတရက်ကိုရွမ်90ပဲပေးတဲ့ဒီနေ့မွန်းလွဲပိုင်းပဲစလုပ်လို့ရတယ်1လိုင်စီဟုတ်လားနင်ကဘာဖြစ်လို့1လိုင်စီကိုစက်ယုံလွှဲယူခိုင်းရတာလဲဘာဖြစ်လို့လဲနင်တို့လင်နာခွမ်းမိသားစုကြတော့လုတ်ပိုင်ခွင့်ရှိပြီးသူများကြတော့မလုပ်ရဘူးလားကိုနာမည်တောင်ကိုယ်တိုင်မရေးတတ်တဲ့လူမိုက်ကပိုးသက်စေရဲ့ acid နဲ့ base အချိုးအစားကိုတိမှမလို့လားဝက်တွေမိဖွားပြီးနောက် acid ထုတ်တဲ့စနစ်ကိုသူကင်တွေတက်လို့လားဒီလိုအပူချိန်မျိုးမှာဝက်ချန်ရဲ့ဘဲပိုင်းမှာမဆိုအမားယွန်းတစ်ခုရှိခဲ့ရင်ခမည်းချန်တဲ့ကဝက်တွေအားလုံး3ရက်အတွင်းတေကုန်လိမ့်မယ်ပါဇက်ပိတ်ထားဆန်းငါဝက်ရနဲ့ချီကလုံးဝကျမ်းမာနေတာအခုချက်ချင်းဒီကနေထွက်သွားပြီးမင်းရဲ့အမိုက်ပုံတွေကိုတင်သွားတော့ဒီနေရာကနေဖယ်တော့ကောင်းပြီတိတ်ကောင်းတဲ့ခမည်းဒီနှစ်တထေးကြီးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်မင်းကိုမင်းတကယ်ပဲထူးခြားတဲ့သူထင်နေတာလားငါဝက်ချန်မရှိရင်သူကဘာမှမဟုတ်ဘူးသူဘာမှကိုးကွယ်ရမရှိပဲငါစီဒူးထောက်ပြန်လာမယ့်နေ့ကိုငါစောင့်ကြည့်နေမယ်ဒါကငါ3နှလုံးလုံးစူးစမ်းထားတဲ့ Provine O တပင်မအကြီးပဲအချိန်ပေါင်းရာနဲ့ချီကြာရှုံးခဲ့ပြီးမှရလာတာငါရဲ့တခုတည်းသောလှုပ်ဝက်ချက်ပဲဒါကနီးပညာရှင်လင်ဒါမဟုတ်လားမင်းတကယ်ပဲအထုပ်ပိုးပြင်ပြီးထွက်သွားတော့မယ်ပေါ့ဒီလောက်ပူအိုက်နေတဲ့အချိန်မှာနံပါတ်2ချန်ကဝက်တွေကိုအစာကျွေးမလို့လားသူတို့ကနှုတ်ခွဲခါစာပဲရှိသေးတယ်ပြီးတော့ဒီဆုံးပြစ်အစာတွေကတိတ်ပြီးအချင်းပေါက်နေပြီးသူတို့အစာအိမ်ကမခံနိုင်ဘူးမင်းကဘာသိလို့လဲဒါကိုကုန်ကြစည်လျှော့ချတာလို့ခေါ်တဲ့ဝက်ဆိုတာတရိษံပဲစလာရင်ရုံးရင်ဆန်ခတ်နဲ့ရှုံကိုတောင်ကြိုက်စားတာထမင်းတို့နည်းနည်းပပလေးစားတာဘာဆန်းလဲအေးပါမင်းပြောတာမှန်တယ်ဝက်ကစားရင်ဘာမဆိုစားတာပဲဒါပေမဲ့စကားမဆက်ငါတတိပေးပါရစေခြံတောင်းတွေမှာပေါက်နေတဲ့အဖြူရောင်အမွှေးမင်းတွေကိုရေနဲ့မဆေးတာပိုကောင်းလိမ့်မယ်မင်းကဘာမကောင်းတဲ့အကြံနဲ့လာပြောနေတာလဲအဲ့ဓာတွေကိုဆေးရတာအချိန်ကုန်လူပင်ပန်းနေပြီးတော့ဒီလိုပူချိန်မျိုးမှာခြံထဲကစူထိုင်းစာကိုပိုတက်စေတယ်တထေးလင်ကမင်းကိုဝက်အစာကျွေးဖို့ပဲခိုင်းတာတန်ရှင်းရေးလုပ်ဖို့ပတ်စံပေးထားတာမဟုတ်ဘူးအဲ့ဓာတွေကိုမဆေးပဲထားလိုက်ရင်မင်းအလုပ်တဝက်တက်တာမယ်ဒါပဲဖြစ်ဖြစ်ဝက်တွေညစ်ပတ်ပြီးမတည်ဘူးမဟုတ်လားမင်းတော်သားပဲငါလည်းအဲ့ဒီနေရန်စုပ်ကိုတန်ရှင်းရေးလုပ်ဖို့ပြင်းနေတာဟိုမင်းရဲ့အမိုက်ပုံးစုပ်ကြီးကိုယူပြီးဒီကနေမြဲထွက်သွားစမ်းငါတို့ကံမကုန်သေးရင်တော့ပြန်တွေ့ကြအောင်ပါပါအယားဒါလင်းမိသားစုကတက္ကသိုလ်ကျောင်းသားလင်းရမဟုတ်လားဘာဖြစ်လို့ဒီလိုအမိုက်တရိုက်တွေတဲလာရတာလဲဒီကောင်ကအကောင်းဆုံးမသိပဲသူ့ဦးလေးစီကနေအခွင့်ကောင်းယူချင်နေတာလို့ကြောင်စီကကြားတယ်သူ့ဦးလေးရဲ့ပတ်စံတွေကိုအလားကားယူချင်နေတာကိုမောင်းထုတ်ခံရတာအနဲတောင်နေသေးတယ်ရွှန်စီအခုမင်းပါလို့ချန်စီရဲ့ဝက်ချံမှာမရှိပဲဒီကိုရောက်နေရတာလဲဦးလေးဝမ်ကျွန်တော်တောင်နောက်ကဟာတရေ6တဲ့ဝက်ချံကိုငားမလို့မင်းယူနေလားအဲ့ဒါဘလို့နေရမျိုးလဲမင်းမသိဘူးလားလွန်ခဲ့တဲ့ငါနှစ်ကတထေးကြီးတရားဝက်2000ကျော်နဲ့ဝက်ချံဆောက်ခဲ့တာတပတ်အတွင်းမှာတင်အကုန်တေကုန်ရောမနစ်ကရွာအရှိပိုင်းကလီအဖိုးကဒီလိုအယူဆတွေကိုမယုံလို့ဆိုပြီးအလွတ်မွေးကြက်ရနဲ့ချီမွေးခဲ့သေးတယ်3ရက်အတွင်းမှာတင်ကြက်တွေအညစ်အကြေးဖြူတွေပါပြီးအကုန်တေကုန်ရောကော်ဖီထုတ်တွေတောင်ပုတ်ပြီးမဲကုန်တာပတ်စံပြန်ယူလိုက်မင်းမီးတွင်းနဲ့ခုန်ဆင်းနေတာကိုငါဒီအတိုင်းကြည့်မနေနိုင်ဘူးဦးလေးသူများတွေမမွေးနိုင်ပေမဲ့ကျွန်တော်မွေးနိုင်တယ်ဒါက3နှစ်တာသူတည်တနာရဲ့ရလက်ပဲဒါနဲ့မြေတစ်ခွက်သာရှိရင်ကျွန်တော်ရွှေတွင်းဖြစ်အောင်လုပ်ပြမယ်ကျွန်တော်ကိုတက်တက်ပဲဖြည့်ပေးပါဒီမြေအတွက်တနင်္ဂနွေရန်ကဘယ်လောက်လဲမင်းကတော့တကယ်ကောင်းပါတယ်ကောင်းပဲအဲ့ဒီနေရာကရွာကနေပက်ဖြတ်ထားတာကြပြီမင်းတစ်နှစ်ကိုရွှန်1000နဲ့5နှစ်ယူခြင်းရင်စာချုပ်မှာအဖြူမဲတေချာရေးရမယ်အဲ့ဒီနောက်ပိုင်းမင်းပတ်စံရှုံးရင်တောင်ပေါ်မှာတည်ရင်တော့ရွာကော်မတီကတပြားမှရောမှာမဟုတ်ဘူးကောင်းပြီအခုပဲလက်မှတ်ထိုးမယ်ဦးလေးရဲ့ကြံရှိနေတဲ့နောက်ဆုံးဂုံတိတ်ခါနေ့ရက်တွေကိုပျော်ပျော်ပပဖြတ်တန်းလိုက်ပါသူများတွေကလူသူမနီးတဲ့မြေရိုင်းလိုမြင်ပေမဲ့ဒါကအလှည့်ပြောင်းအတွက်အခြေခံအုတ်မြစ်ပဲဒီမြေပေါ်မှာစုပုံနေတဲ့ခေါင်းမာတဲ့မိုင်းမဲမှုတွေနဲ့အညစ်အကြေးအလုံးကိုဒီနေ့မှအမြင့်ပြတ်တန်းစင်ပြင်မယ်ဟိုနားဖာဒီနားဖာလုံနေုံနဲ့အခြေခံပြဿနာကိုမဖြေရှင်းနိုင်ဘူးဒီပျက်စီးနေတဲ့ပုံစံဟောင်းကြီးကိုကျွန်တော်အကုန်ဖြိုချပြီးအသစ်ပြန်တည်ဆောက်မယ်အခြေခံအုတ်မြစ်ကိုတန်ရှင်းရေးလုပ်ပြီးပြီဆိုရင်ကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းတစ်ခုမဖန်တီးနိုင်မှာကိုပူစရာမလိုတော့ဘူးအခြေစိုက်စခန်းအသစ်ကိုတော့တည်ဆောက်ပြီးအခုငါပိုင်ဆိုင်မှုအားလုံးကိုပြန်သိမ်းရမယ့်အလှည့်ပဲအထူးလျှော့စေးပေါင်130ရှိတဲ့ကြပြားမဲဝက်စစ်တွေကိုတပေါင်ကို8ယွန်တဲနဲ့ရောင်းမယ်တထေးဒီဝက်တွေကအကုန်ပေါင်130အထိကြီးလာတာနောက်ထပ်2လလောက်ထပ်မွေးရင်ဈေးအကောင်းဆုံးအချိန်ဖြစ်ပြီဒါတွေကတားတက်ယုံအတွက်အလူရက်ဝယ်ရမယ့်အယောင်တွက်ပစ္စည်းတွေပဲဘာလို့ဒီလောက်ဈေးပေါ်နဲ့ရောင်းရတာလဲလူငယ်လေးမင်းကအပျော်တမ်းမေးတာထင်တဲ့အခုကချွေးထုတ်ခန်းနဲ့ရောက်နေတယ်လို့မျိုးတိတ်ပူတာ
ဒီဝက်နက်တွေကအပူဒဏ်နဲ့ဆိုထိုင်းဆက်တံကိုအခမ်းရဆုံးပဲပြီးတော့သူတို့ကရာသီဥတုနဲ့မတည့်တဲ့ပြဿနာတွေစဖြစ်နေပြီဒီအတိုင်းဆက်ပူနေရင်သူတို့အားလုံးဦးလန်းကြောင်းရောက်ပြီးတပတ်အတွင်းတေကုန်လိမ့်မယ်ငါဆက်မမွေးနိုင်တော့လို့အစာဖိုးပဲရရဆိုပြီးရောင်းနေတာအဖိုးဆောင်ဒီလောက်ပူအိုက်နေတဲ့အချိန်မှာဘသူကခမားရဲ့နာမကျန်းဖြစ်နေတဲ့ဝက်တွေကိုဝယ်ရဲမှလဲတားတက်ယုံကပြန်လမ်းမှတယ်တဝက်လောက်တေးမှာအသေးစားမွေးမြူရေးသမားတွေတောင်အခုထိတ်လက်နေကြတာမြို့ကအသားပြုပြင်ရေးစက်ယုံတွေတောင်ဝယ်တာရက်ထားတယ်ဒါကမြင်မာတဲ့အပူချိန်ကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှုကြောင့်ဦးလန်းကြောင်းဘက်တီးရီးယားမမျှတတာတင်မဲ့ကူးမရတဲ့ယောဂမဟုတ်ပါဘူးပတ်ဝန်းကျင်ကိုအေးအောင်လုပ်ပေးပြီးဦးလန်းကြောင်းထိန်းကြီးဖို့ပရိုဘိုင်အိုတစ်ထည့်ပေးရင်အလွန်ဆုံး3ရက်အတွင်းပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်ဒီဝက်လေးတွေကိုဝယ်ပြီးတေချာစုအောင်ကျွေးရင်နှစ်လခွဲအတွင်းမှာအကောင်းဆုံးတတ်အလေးချိန်ကိုရောက်မှာဖြစ်ပြီးဝက်အစားကနေမွေးရမယ့်အချိန်ကွာဟချက်ကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်လိမ့်မယ်တထေးကျွန်တော်ဒီဝက်80လုံးယူမယ်လူငယ်လေးနောက်နေတာလားအကောင်80တောင်းလေးဒီလောက်ပူအိုက်နေတဲ့အချိန်မှာသူတို့ကိုဘယ်မှာထားမှာလဲကျွန်တော်အတွက်မပူပါနဲ့ကျွန်တော်လိပ်စာပေးမယ်အခုပဲကားပေါ်တင်ပြီးမိုးမချုပ်ခင်လင်ဂျာရွာရဲ့တောင်နောက်ဘက်ကိုအရောက်ပို့ပေးဖះရီလင်ဂျာကအဲ့ဒီကောင်ကတကယ်လောက်တာဟာသူတကယ်ဝက်တွေဝယ်လိုက်တာအကောင်ပေါင်းဒါဇင်ချီရှိမယ်အကုန်လုံးပေါင်100ကျော်တွေကြီးပဲဟွန်းဒီလိုအပူကြီးထဲမှာအဲ့ဒီအစိမ့်ငွေတွေနဲ့ကိုဝက်တွေမောင်းသွင်းနေတာဒါသေးတွေနဲ့ပို့နေတာမဟုတ်ဘူးလားလာကြည့်ကြပါဦး။အိုဝက်နီးပညာရှင်ကြီးလင်မင်းမှာတကယ်အရေးချင်းတွေရှိတာပဲ။မင်းဘာနီးပညာမြေပစ္စည်းတွေဖုံးကွယ်ထားလဲလို့မှတ်နေတာတကယ်တော့ဈေးထဲမှာလူတွေမလိုချင်တဲ့ဝက်နာတွေကိုလိုက်ကောက်နေတာပဲကို။ရွှန်စီမင်းပတ်စံမက်နေတာလားဒီလိုအပူကြီးထဲမှာဝက်နာတွေကိုတေတွေနဲ့မောင်းသွင်းနေတာသူတို့တေမမြန်မှာစိုးလို့လား။ဒီဝက်တွေကအယိုးစစ်ကြီးပြီးပြုစုရလွယ်တဲ့နှစ်လလောက်ပြုပြင်ပေးလိုက်ရင်တရင်ကျုပ်ပွဲတော်အတွက်အဆင်သင့်ဖြစ်ပြီးဟာတရင်ကျုပ်ပွဲတော်အတွက်မင်းကဘာနဲ့လုံးမလဲငါကဒီနေ့ဒီမျိုးကအကြီးဆုံးစားတောက်ဆိုင်နဲ့အထူးထောက်ပံ့ရေးစာချုပ်ချုပ်ခဲ့တာငါရဲ့အဝိဝက်900ကိုပို့ပေးနိုင်ရင်အသားတင်အမျက်3တန်းရမှာမင်းကဒီအမိုက်ပုံကြီးကိုငါနဲ့လာနိုင်နေတာလားခမည်းဝက်တွေကပြီးခဲ့တဲ့လကတင်တကောင်ကိုပိတာ60ကျော်ပဲရှိသေးတာသူတို့ကို2လကျော်အတွင်းစားတောက်ဆိုင်စံချိန်မီအောင်အတင်းလုပ်ချင်တာလားမင်းနဲ့ဘာဆိုင်လဲငါမှာပရိုတိန်းမြင့်အစာတွေဝယ်ဖို့ပတ်စံရှိတယ်ဝမ်လိုင်းစီကိုတရက်6ချိန်ကျွေးခိုင်းမယ်များလုံးရင်တောင်သူတို့ကိုပိတာ150ရောက်အောင်အတင်းတွန်းတင်မှာဝမ်လိုင်းစီကိုစားတောက်ဆိုင်ကထမင်းတိုးဟင်းတိုးရည်တွေနဲ့ပရိုတိန်းမြင့်အစာတွေပြီးတော့တရားမဝင်မြေဩဇာတွေကြီးထွားဟော်မုန်းတွေရောခိုင်းမလို့လားမင်းဘာတွေလျှောက်ပြောနေတာလဲအဲ့ဒါကိုအချင်းဖောက်ထားတဲ့အစာလို့ခေါ်တယ်ဒီလိုအပူချိန်မြင့်နေတဲ့အချိန်မှာတရက်ကိုချင်းစုံနေတဲ့အရေး6ချိန်ကျွေးတာကိုလားအဲ့ဒါတင်းကြီးထွားအောင်လုပ်တာခေါ်တယ်လျှောက်ပြောမနေနဲ့ငါးဝက်တွေလုံးဝအဆင်ပြေနေတာမနေ့ကတင်ပိတာ130ပြည့်သွားပြီးမင်းကငါချမ်းသာတာကိုမနာလို့ဖြစ်နေတာငါပြောပြမယ်သတင်းကြွကြလို့ကုန်ပစ္စည်းတွေပို့ပြီးရင်ရွာကော်မတီမှာအောင်ပွဲခံစပွဲဆယ်ဝိုင်းစာပြုလုပ်မှာအဲ့ဒီအချိန်ကျရင်မင်းကိုငါပတ်စံရေးတွက်ပြတာကိုထိုင်ကြည့်ခိုင်းမယ်အတင်းအဓမ္မဆူအောင်လုပ်တာကအသေးနဲ့ကြောက်ကက်ကိုပျက်စီးစေပြီးအပူလွန်ခဲတာနဲ့အက်ဆစ်တက်များတာကိုဖြစ်စေတယ်ခမရဲ့အောင်ပွဲခံစားတောက်ပွဲနေမှာရာသီဥတုကတာယာပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်အပူချိန်ကတော့တော်တော်မြင့်နေတာပဲငါရဲ့နီးပညာနဲ့ဆိုရင်တော့ဘာမှစိတ်ပူစရာမရှိပါဘူးယွမ်ကီပဲမှာလဲဦးလေးဝမ်ဘာဖြစ်လို့လဲဒီလောက်ပူတာကိုဘာလို့ဒီလောက်အလောတကြီးဖြစ်နေရတာလဲမင်းကဒီမှာနေဖို့စိတ်ကူးရှိသေးတယ်ပေါ့ဒီနေ့မင်းဦးလေးကအောင်ပွဲခံစားတောက်ပွဲလုပ်နေတာပြီးတော့မင်းမိဘတွေကလည်းတွားပြီးလူစီအောင်လုပ်ပေးမယ်ဆိုပြီးအတင်းတွားကြတယ်မင်းမြန်မြန်ပြန်ပြီးတွားကြည့်ဦးအဖေအဲ့ဒီကိုဘာတွားလုပ်တာလဲသူတို့ရဲ့လှောင်ပြောင်းစရာဖြစ်အောင်လို့လားယွမ်စီမင်းစိတ်ထဲမကျေနပ်တာကိုအဖေသိပါတယ်ဒါပေမဲ့သူကမင်းဦးလေးပဲလေသူကဖိတ်စာပို့ထားတာငါတို့မတွားရင်ရွာသားတွေကငါတို့ကိုဘာပြောကြမလဲဟုတ်တယ်ယွမ်စီငါတို့ကရွာတရွာထဲမှာနေပြီးအမြဲစုံနေကြတာယဉ်ကျေးမှုအရာခဏလောက်သွားစားပြီးပြန်လာကြတာပေါ့သူ့ဘောရန်ညိုးမထားပါနဲ့ကောင်းပါပြီကျွန်တော်လည်းအတူတူသွားမယ်ကျွန်တော်ကိုအဲ့ဒီလောက်တောင်အဆက်ခွဲချင်နေတာလားဒီလူပြက်တွေဘလောက်အထိဆက်ရည်နိုင်မလဲဆိုတာကြည့်ရသေးတာပေါ့အကိုကြီးကြံကူခမ ्या ကတော့တကယ်ပဲခမ ्या ရဲ့ဝက်ချံလုပ်ငန်းကတိတ်အောင်မြင်နေတာပဲကျွန်တော်တို့ရွာသားအားလုံးခမ ्या ရဲ့အောင်မြင်မှုကြောင့်အကျိုးရှိမှာဟာတိတ်လေအာမနာပါနဲ့ဒီဝက်တတုတ်ကိုရောင်းပြီးပတ်စံနှစ်တန်းအကောင့်ထဲဝင်လာတာနဲ့ညီကိုတွေကိုမြို့ခေါ်ပြီးပွဲကြီးပွဲကောင်းကျွေးမယ်ဟာဟေးဒုတိယအကိုမင်းကဘာလို့ထောက်မှာပုံနေတာလဲယွမ်စီမင်းရဲ့ဂျူမန်လေကွင်းထဲကဝက်နာတွေအားလုံးအပူဒဏ်ကြောင့်တေကုန်ပြီလားအကုန်ရှုံးသွားရင်ဒီကိုပြန်လာခဲ့ဝန်လိုက်စီကဝက်ချေးထမ်းမဲ့သူလိုနေတာနဲ့အတော်ပဲဟာအကိုကြီးယွမ်စီကငယ်သေးလို့နုနယ်ပါသေးတယ်ဒီနေ့ကပျော်စရာနေ့ပဲကျွန်တော်အကိုကြီးကိုဂါရဝပြုပြီးမနှက်ဖြန်ကုန်ပစ္စည်းတွေအဆင်ပြေပြေပို့ဆောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်နေဦးဒုတိယဦးလေးကျမအဖေကယွမ်3တန်းတန်အမာစာရထားတာဦးလေးရဲ့ယွမ်10ကနန်းပဲတန်တဲ့ဈေးပေါ်တဲ့အရက်ကဒီလိုကန်ကောင်းခြင်းနဲ့ထိုက်တန်လို့လားသွားဒုတိယဦးလေးကိုမနေ့ကကြံတဲ့လက်ပွင့်ရေးပေးလိုက်အောင်အယိုးယွမ်စီသားယွမ်စီမင်းကနေရာမှာလာပြီးပြဿနာရှာရဲတယ်ပေါ့ဦးလေးကိုကိစ္စကိုအရင်စိတ်ပူလိုက်ပါရာသီဥတုကိုတိတိကျကျကြည့်ဦးရာသီဥတုကဘာဖြစ်လို့လဲငါအိမ်မှာအဲယာကွန်းရှိတယ်မင်းအိမ်မှာအဲယာကွန်းရှိတယ်ဟုတ်လားမင်းဝက်ချံမှာကောရှိလို့လားရာသီဥတုနဲ့ငါ့ကိုလာမချောက်နဲ့ငါဝက်ချံမှာပန်ကာကြီး10နှစ်လုံးရှိတယ်အပူချိန်ကိုချပေးနိုင်သေးတယ်စုတ်ချချအိတ်စောပန်ကာတွေကလေဝင်လေထွက်ပဲလုပ်ပေးနိုင်တာအပူချိန်ကိုမချပေးနိုင်ဘူးဒါကိုချွေးထုတ်ခန်းရာသီဥတုလို့ခေါ်တဲ့လေတူးထဲမှာပူပြင်းတဲ့အခိုးငွေ့တွေပြည့်နေတာဝန်လိုက်စီကသူတို့ကိုတရက်6ချိန်ချင်းစုံနေတဲ့အရေးသွေးညံပရိုတိန်းမြင့်အစာတွေကျွေးနေတာအဲ့ဒီဝက်တွေကဝိတ်တက်လာတာမဟုတ်ဘူးကိုရင်းအင်္ဂါတွေအလုတ်လုံခဲ့ပြီးဖောရောင်တာဖြစ်နေတာ
အပူချိန်နဲ့ဆိုထိုင်းစားကအလွန်မြင့်မားနေပြီးလေဖီအားကအလွန်ကျနေတဲ့အချိန်မှာအဆုတ်ကစက်ကူလိုပါလွာတဲ့အဲ့ဒီအစီဝက်တွေဒီညအသက်တောင်ရှူနိုင်ပါမလားခံမှန်းကြည့်လိုက်ပေါ့ရှောက်ပြောမနေနဲ့နေကငါမိသားစုကောင်းစားတာကိုမနာလိုဖြစ်နေတာမနှက်ဖြန်မန်နေဂျာကျန်းကဝက်တွေလာသိမ်းတော့မှကောလာဟာလာတွေရှောက်မလွင့်နဲ့ဦးလေးခင်များရဲ့ရွံ3တန်းတန်အမာစာကဒီညခင်များအတွက်နိုင်ကောင်းလောင်းတန်ဖြစ်လိမ့်မယ်ဘာပါတန်တွေလဲဝက်တွေဘာလို့အဲ့လောက်တောင်အောင်နေတာလဲဝက်တွေဘာဖြစ်ကုန်တာလဲတူတထေးချန်စောစောကတင်အကောင်းကြီးရှိသေးတာရုတ်တရက်ကြီးဘာလို့အခုလိုဖြစ်သွားရတာလဲမသိဘူးကျွန်တော်ကသူတို့စာနေတဲ့မှတ်လို့အချင်းဖောက်ထားတဲ့စွန့်ပစ်အစာ6တွေကိုတိုင်ကြီးထဲထည့်ပေးလိုက်တာဒါပေမဲ့သူတို့ကတောက်လျှောက်အနေကြတယ်နိုင်ဝက်တောင်မပြည့်ဘူးအုပ်စုလိုက်ကြီးတေကုန်ပြီမင်းကိုပတ်စံပေးပြီးဘာလို့ခိုင်းထားလဲဝက်တွေနေမကောင်းဖြစ်တာကိုဘာလို့စောစောဖုံးမဆက်တာလဲခင်ဗျားပြောခဲ့တယ်မလားခွေးတောင်လုတ်တတ်တဲ့အလုပ်ဆိုကျွန်တော်ကခွေးမဟုတ်တလို့တရိษံဆရာဝန်လည်းမဟုတ်ဘူးလေမင်းအဖေအဲ့ဒီအကြောင်းထားလိုက်တော့အခုချက်ချင်းတရိษံဆရာဝန်ကိုဖုံးဆက်ဒီလောက်ဝက်တွေအများကြီးတည်ရင်စာချုပ်ဖောက်ခက်ကြီးရော်ကြီးကိုတမီးတို့မတက်နိုင်ဘူးအဖိုးလီကျွန်တော်ဝက်ချံကိုအကောင်းဆုံးဆေးတွေယူလာခဲ့ပေးပါအောင်ဘလောက်ကုန်ပေးပါမယ်ဒါဟာတကယ်ကိုကပ်ပေးပဲချန်စီမင်းရဲ့ဝက်ချံကတော့တွားပြီးကဲလို့မရတော့ဘူးအဖိုးလီဆေးကူက9000ရွမ်ပေးပါမယ်ကျွန်တော်ဝက်တွေကိုပရိစီဝဆေးနဲ့အဖျားပြောက်ဆေးတွေထိုးပေးပါဗျာဒါကတာမန်ဝမ်းပြတ်တာနဲ့ဖျားတာမဟုတ်ဘူးဒါဟာပြင်းထန်စွာကူးဆက်တတ်တဲ့အစာအိမ်နဲ့ဥလန်းချောင်းယောဂပဲဝက်တွေရဲ့အသေးနဲ့ကြောက်ကက်တွေကမင်းတင်းစုအောင်ကျွေးထားလို့ပုတ်နေပြီးအခုပိုးသက်ဆေးကျွေးလဲမကယ်နိုင်တော့ဘူးအင်္ဂါရီပျက်စီးတာကိုပဲပုံမြန်စေလိမ့်မယ်ဒါကိုမြို့နယ်ကက်ယောဂကာကွယ်ရေးဌာနကိုချက်ချင်းအကြောင်းကြားပြီးဒီညပဲမြေမြုပ်ပစ်လိုက်တော့ဒါကိုဖုံးကွယ်ထားရင်တနက်နဲ့အပြစ်ခံရလိမ့်မယ်တွားပြီးအားလုံးပြီးသွားပြီးမနှက်ဖြန်မန်နေဂျာကျန်းဒီဝက်တွေကိုမြင်ရင်ငါတို့စာချုပ်ဖောက်ဖျက်ကြီးရွမ်တစ်ဆက်တန်းရော်ရလိမ့်မယ်ကက်ယောဂကာကွယ်ရေးဌာနကိုလုံးဝပေးမလာစေနဲ့တည်သွားတဲ့ကောင်တွေကိုမိလာကန်နဲ့ချက်ချင်းဆွဲချပြီးဖုံးလိုက်မတက်ရနိုင်သေးတဲ့ကောင်တွေကိုအကုန်ရွေးထုတ်သူတထေးပါလို့သူတို့ကိုရွေးထုတ်ခိုင်းနေတာလေအဖျားကျဆေးတွေနဲ့အထရီနယ်လင်တွေကိုပမာဏအများကြီးပေးပြီးယောဂလက္ခဏာတွေကိုအတင်းဖိနှိပ်ထားမနှက်ဖြန်ပိတာချိန်နဲ့အချိန်ထိအသက်ရှင်နေရင်ရပြီးမန်နေဂျာကျန်းအသားတွေယူသွားပြီးရင်ငါအလုံးမဟုတ်တော့ဘူးအဖေယူနေလားဒါကကက်ယောဂလေပါဇက်ပိတ်ဆန်းနေလမ်းပေးမှာအိတ်ချင်လို့လားဝမ်လိုင်းစီမင်းလုပ်မှာလားမလုပ်ဘူးလားမင်းလုပ်ရင်မင်းကိုဘောနက်ရွမ်2000ပေးမယ်ဒီတထေးကတော့ယူသွားပြီး2000ကြီးတောင်အလားကားပေးမှပျော်ပျော်ကြီးတောင်လုပ်လိုက်ဦးမယ်မန်နေဂျာလီဘာလို့ဒီလောက်အစောကြီးရောက်လာတာလဲဝက်တွေကိုအစာမကျွေးရသေးဘူးရုံးခန်းထဲမှာလက်ဖက်ရည်တောက်ရင်ကြံတဲ့ငွေတွေကိုရှင်းကြမလားဒါကဘာအနှံ့ကြီးလဲရိုးရိုးဝက်ချီနှံ့မဟုတ်ဘူးတွေးညီနှံ့နဲ့အသားပုတ်အချင်းနှံ့တွေရောနှောနေတဲ့အနှံ့ဆိုးကြီးပဲတကားဖွင့်ကြဆန်းအာပုတ်စော်အနှံ့တွေနှံဟောင်းနေတာပဲဝက်တွေကဘာတွေဖြစ်နေကြတာလဲယောဂတွေဖြစ်နေကြတာလားလင်းကြံကူမင်းကငါတို့ကိုကူးဆက်ယောဂပိုးရှိတဲ့ဝက်တွေရောင်းရဲတယ်ပေါ့လေမန်နေဂျာလီဒါအထင်လွဲတာပါအပူရှက်ယုံတင်မှာအဖျားကြဖို့ဆေးနှဲငယ်ထိုးပေးလိုက်ရင်အဆင်ပြေသွားမှာပါအသားကအကောင်းကြီးရှိပါသေးတယ်ဖယ်ဆန်းစာချုပ်ပြစ်ပြီးဒါကစီးပွားရေးလိမ်လည်မှုပဲငါတို့အမြင့်ဆုံးစာချုပ်ဖောက်ဖျက်ခြင်းအပိုက်ကိုချက်ချင်းအသက်သွင်းမယ်တက်တေအဖြစ်တပ်ပုံရိုက်မယ်ပြီးတော့စက်မှုစီးပွားဦးစီးဌာနနဲ့ရန်ရီဌာနကိုအကြောင်းကြားပြီးအရေးယူခိုင်းမယ်မင်းရဲ့အစိတ်ဝက်တွေနဲ့အတူဒဏ်ငွေဖြတ်ပိုင်းတွေစောက်လက်ခံဖို့သာပြင်ထားဒီနေ့ပစ္စည်းမအပ်နိုင်ရင်တဲရွက်လောင်ရဲ့တည်င်းကျုပ်ဝက်ကောင်လုံးထုတ်လုပ်မှုလိုင်းတစ်ခုလုံးပျက်စီးသွားမှာတင်ကနန်းချီတဲ့ကြိုတင်မှာယူငွေတွေလည်းရေစုံမျောကုန်လိမ့်မယ်ဝယ်ယူရေးမန်နေဂျာတယောက်အနေနဲ့ဒါကိုငါလုံးဝလက်မခံနိုင်ဘူးဒီကတထေးကြီးဝက်တွေယောဂဖြစ်ပြီးအဝယ်ပြတ်သွားတာကြောင့်ဂတိတီဖို့အလောတကြီးဖြစ်နေတာထင်တယ်အဖိုးကျွန်တော်တို့စားတောက်ဆိုင်ရဲ့စံနှုန်းနဲ့ကိုက်ညီတဲ့ဝက်အစီဝေးကြီးတွေရှိတဲ့သူကိုတီလာဈေးနှုန်းကိုညှိနှိုင်းလို့ရပါတယ်ဒီတောင်နောက်ဖက်မှာပြီးခဲ့တဲ့လအနေငယ်ကဝက်လက်80ကိုယူထားတဲ့လူငယ်တယောက်ရှိတယ်သူကနေတိုင်းတိုင်းဆေးနဲ့ပရိုဘိုင်အိုတတိုက်တာအခုဆိုသားတက်ဖို့အဆင်သင့်ဖြစ်လောက်ပြီတိုင်းဆေးနဲ့ပရိုဘိုင်အိုတနဲ့မွေးထားတဲ့ဝက်80ဟုတ်လားဒီလိုတဘာဝအတိုင်းမွေးမြူတဲ့နီလန်ကတိတ်ရှားတာတကယ်ကိုထူးခြားတဲ့မျိုးပိစားပဲလမ်းညွန်ပေးလို့ကျေးဇူးတင်ပါတယ်အဖိုးကားပေါ်မတက်နဲ့ဦးမင်းရဲ့စစ်စေးကိရိယာတွေကိုယူပြီးတောင်နောက်ဘက်ကိုငါနဲ့အတူလိုက်ခဲ့ယွန်စီဟုတ်တယ်လင်ယွန်မှာဝက်တွေရှိတယ်သူကဝက်တွေရှိုံတင်မကဘူးကက်ယောဂါကိုကုသနိုင်တဲ့အထူးဆေးလည်းရှိတယ်မန်နေဂျာလီခဏဆောင်ပါအောင်လင်ယွန်ရေးတထေးလင်ခမရဲ့ခြံထဲမှာငါးညီနဲ့လုံးဝမရှိပါလားပြီးတော့ဝက်တွေကလည်းတိတ်ဖြက်လက်တာပဲဘလို့ကျွေးတာလဲအောက်ခြေမြေစီလွာကိုမြေကြီးကနေတဆင့်ကူးဆက်တတ်တဲ့ယောဂါတွေကိုတားဆီးဖို့ပရိုဘိုင်အိုတနဲ့တန့်စင်ထားတာအစာထဲမှာဟော်မုန်းတွေဒါမှမဟုတ်ကြီးထွားဆေးတွေလုံးဝမပါဘူးအားလုံးကဒေတာထွက်တရုတ်တိုင်းရင်းဆေးပတ်ဝင်အပင်ဒါစင်ချီကိုအချင်းဖောက်ထားတာတောက်ရည်ကမီတာ200အနက်ရှိတဲ့တွင်းထဲကရေပဲတိုက်တယ်ကောင်းတယ်အလွန်ကောင်းတယ်ဒီခန္ဓာကိုယ်တိဆောက်ပုံဒီအမွေးရောင်တကယ်ကိုထိတ်တန်းရည်သွေးရှိတဲ့တဘာဝဝက်တွေပဲတထေးလင်အရေးပေါ်အခြေအနေကိုကယ်တင်ဖို့ကျွန်တော်ထိတ်တန်းအဆင့်ဝက်သားတတုပ်အရေးတကြီးလိုအပ်နေတယ်အသားရည်သွေးကစံနှုန်းမီတရွေဝက်80လုံးကိုဈေးကွက်ပေါက်ဈေးထက်ငါစပေးပြီးဝယ်မယ်ခမည်းကြိုက်တဲ့တကောင်ကိုရွေးပြီးစစ်ဆေးနိုင်တယ်ကျွန်တော်ရဲ့လုတ်သက်အနှစ်20အတွင်းမြင်ဘူးသမျှထဲမှာဒါကအကောင်းဆုံးတဘာဝဝက်သားပဲမင်းကကျွန်တော်တို့တရွဲလောင်လုပ်ငန်းကိုကယ်တင်လိုက်တာဒါကစေရန်ငွေရွှန်3တန်းပါကျန်တဲ့ငွေကိုကားပေါ်တင်တဲ့အခါရှင်းပေးမယ်ဒီနေ့ကစပြီးမင်းကကျွန်တော်တို့ရဲ့တူးတဲ့တော့ထိတ်တန်းလက်ဆက်စားတောက်ကုန်ပံ့ပိုးသူပဲသူလေးရွှန်စီဦးလေးမသွားတယ်ဦးလေးမျက်စိကန်းခဲ့တာအဲ့ဒီရွှန်2000ကဦးလေးမပါလောဘဇောတိုက်သွားလို့ပါကျေးဇူးပြုပြီးဦးလေးကိုကယ်ပါဦးသူလေးဦးလေးကိုဆေးတွေပေးပါဒါမှမဟုတ်ဒီအမစာကိုဦးလေးနဲ့ခွဲဝေပေးပါမဟုတ်ရင်တရားရုံးကဦးလေးကိုဖမ်းပြီးထောင်ချလိုက်မယ်
ဦးလေးကျွန်တော်ကိုတုံတင်ခဲ့တဲ့သင်ခန်းစာတွေကိုမေ့သွားပြီလားခွေးတောင်ဒီအလုပ်ကိုလုပ်နိုင်တာပဲဒါကြောင့်ဦးလေးရဲ့ကက်ယောဂမိနေတဲ့ဝက်ချံကိုကယ်ဖို့ခွေးကိုပဲတွားတောင်းပန်လိုက်ပါကျွန်တော်စီလာမတောင်းပန်နဲ့တထေးလင်ကပြီးခဲ့တဲ့လအနေငယ်အတွင်းဝက်တွေကိုဝိတ်တက်အောင်လုပ်နိုင်ခဲ့တယ်သူ့မှာပြင်းပြအသားတင်၄ချိန်ပြီးတာ150ကျော်တဲ့ဝက်80ရှိတယ်အားလုံးကထိတ်တန်းသားတွေကြီးပဲအကိုလီခုနကကျွန်တော်တို့သဘောတူထားတဲ့ဈေးကွက်ပေါက်ဈေးရဲ့9ဆဆိုရင်330နဲ့တောင်းကြတင်ပါပါတွားကြစို့ရွမ်စီအဖေနဲ့အမေဘာလို့ဒီကိုရောက်လာတာလဲချန်စီရဲ့ဝက်တွေအကုန်သေးကုန်ပြီဆိုပြီးရွာလုံးကျုပ်ကောလာဟာလာတွေထွက်နေတာတဲရွဲလောင်ရဲ့ကားကြီးကမင်းစီမောင်းလာတာရွမ်စီမင်းတရားမဝင်တာတွေဘာမှမလုပ်ထားဘူးမလားဦးလေးကမိုက်မဲလို့ပါလူတွေအဖြစ်ပြောတာမဆန်းပါဘူးအဖေနဲ့အမေတေးသေးချာချာကြည့်လိုက်ပါခု10ရာထောင်တောင်းတိန်တန်း3တန်း3တန်းကျော်ရွမ်စီမင်းပြီးခဲ့တဲ့လအနေငယ်အတွင်းရွမ်3တန်းကျော်ရှာနိုင်ခဲ့တာပေါ့ဒါတွေကတန်ရှင်းတဲ့ပတ်စံတွေပါအားလုံးကအဖေတို့သားရဲ့အရေးချင်းကြောင့်ရလာတာအဖေမေဒီနေ့ကစပြီးလင်ဂျာရွာမှာဘသူမှအဖေနဲ့အမေကိုနှင်ရဲတော့မှာမဟုတ်ဘူးရွမ်စီဒီအိမ်ကတိတ်ဆေးကြီးတယ်တစတူရမ်းမိတာကိုရွမ်3000ကျော်တယ်တဲ့အဲ့ဒီပတ်စံကိုမင်းမင်္ဂလာဆောင်အတွက်တင်ထားလိုက်မင်းမေနဲ့ငါကရွာကအိမ်ဟောင်းမှာလည်းအဆင်ပြေပါတယ်အဖေအဲ့ဒီကလမ်းဟောင်းကမိုးရွာရင်တိတ်ချော်တာဒီအိမ်ကခြံဝန်းအကျယ်ကြီးနဲ့မြင်းကြီးထက်ဆိုတော့အမေပန်းပင်တွေစိုက်ရတာအဆင်ပြေတယ်ကျွန်တော်အခြေလဲပေးချပြီးစာရွက်စာတမ်းတွေပြီးတာနဲ့ဒီညပဲဒီမှာအိတ်ကြမယ်ကောင်းတယ်ငါသားလေးအောင်မြင်ပြီးသူများတွေရဲ့နှိမ့်တဲ့မျက်နှာထားကိုကြည့်နေစရာမလိုတော့ဘူးမစ္စတာလင်အိမ်ယာဝင်းအဝင်ဝမှာခမရရဲ့ဆွေမျိုးတွေလို့ပြောပြီး channel ကိုအတင်းဝင်ချင်နေတဲ့လူအနည်းငယ်ရှိနေတယ်ကျွန်တော်တို့တားလို့မရဘူးသူတို့ကဝင်လာနေပြီလင်ယွမ်မင်းလိုကျေးဇူးကမ်းတဲ့ကောင်ထွက်ခဲ့စမ်းလင်ယွမ်မင်းငါတို့မိသားစုကိုနင်းပြီးယွမ်3တန်းကျော်ရှာခဲ့တာမင်းညဘက်ကောင်းကောင်းအိပ်ပျော်နိုင်ရဲ့လားကြောင်ကြံကူမင်းတို့ဘာလုပ်နေတာလဲလင်ယွမ်မင်းအဲ့ဒီကက်ယောဂါကိုကုသနီးတည့်ရသားနဲ့ငါဝက်900တည်သွားတာကိုဒီတိုင်းထိုင်ကြည့်နေတယ်မင်းတဲ့ရွေးလောင်ရဲ့အမှားအစာကိုခိုးယူသွားတာအဲ့ဒီ3တန်းကငါပတ်စံဖြစ်ရမှာအာယုနာလိုက်တာဦးလေးကလင်ဂျာရွာမှာပဲအနိုင်ကျင့်ဖို့ကြားလို့ရပေမဲ့ဒါကမျိုးကြီးပြကြီးလေအကယ်၍ထောင်ထဲမှာရက်အနှဲငယ်လောက်သွားနေချင်တယ်ဆိုရင်တော့ကျွန်တော်လည်းမကန့်ကွက်ပါဘူးအမြန်ဖုံးဆက်လိုက်ရွှန်စီဒီနေ့မင်းရဲ့တတိယအဖိုးတယောက်အနေနဲ့ငါမင်းဦးလေးအတွက်တရားမျှတမှုလာရှာပေးတာသူ့ရဲ့ဝက်ချံကဒီနေ့ပဲပိတ်သိမ်းခံလိုက်ရပြီးတဲရွဲဟောင်ရဲ့ဥပဒေရေးရာဌာနကလည်းနောက်ဆုံးသတိပေးချက်ထုတ်ပြီးယွမ်10တန်းရော်ကြီးတောင်းနေတယ်အဲ့တော့ဘာဖြစ်လဲသူ့ဘာသာသူအစိတ်ဝက်တွေဖြစ်အောင်မွေးတာလေကျွန်တော်ကိုလာအဖြစ်မတင်နဲ့သွေးကရေထက်ဖြစ်တယ်ဆိုတာမင်းမကြဘူးလားမင်းကိုဘသူကအလုပ်ပေးခဲ့တာလဲဆိုတာမမေ့နဲ့ငါစကားကိုနားထောင်ဆန်းမင်းဦးလေးရဲ့အိမ်နဲ့ကားကိုမယောင်းရအောင်အဲ့ဒီပတ်စံကိုယူပြီးမင်းဦးလေးကိုကူညီလိုက်ပြီးတော့မင်းရဲ့အဲ့ဒီ Probio တဖော်မြူလာကိုလည်းထုတ်ပေးလိုက်ငါတို့လင်မီသားစုကပတ်စံစုပြီးဝက်ချံကြီးတစ်ခုပြန်ဆောက်မယ်မင်းဦးလေးကိုစီမံခန့်ခွဲခိုင်းပြီးမင်းကိုအမျက်ရဲ့20ရာခိုင်နှုန်းပေးမယ်ဒါဆိုဒီကိစ္စပြီးသွားပြီတတိယဘိုးဘာလို့ခမရဒီလောက်တောင်ပတ်လိုက်နေရတာလဲတတိယဘိုးခမရအသက်ကြီးပြီးစိတ်ဖောက်ပြန်နေပြီလားသူယွမ်ငါတန်းရှာနိုင်တော့ကကျွန်တော်ကိုခွေးတကောင်လိုနှိမ့်ထုတ်ခဲ့တာအဲ့ဒီတုန်းကခမရပဲရောက်နေလေသူကျွန်တော်အဖေကိုဝက်ကျွေးတဲ့အချင်းရည်တွေအတင်းတောက်ခိုင်းပြီးနှိမ်လုံးကကောခမရပဲရောက်နေလေအခုသူယွမ်10တန်းအကျွေးတင်တော့မှခမရကကျွန်တော်ကိုယွမ်3တန်းစိုက်ရော်ခိုင်းပြီးကျွန်တော်ရဲ့အဓိကနီးပညာကိုလွှဲပေးခိုင်းနေပေါ့ခမရကပတ်စံလာချေးတာလားဒါမှမဟုတ်လာတပြတိုက်တာလားလင်ယွမ်ကောင်းမမာနဲ့ဒီနေ့ငါဒီပြဿနာကနေမလွတ်မြောက်ရင်မင်းလဲကောင်းကောင်းနေရမှာမဟုတ်ဘူးငါ့ကိုယုံလားမယုံလားတော့မသိဘူးငါဒီညပဲတောင်နောက်ဖက်ကိုသွားပြီးမင်းရဲ့ဝက်ချံကိုအပီးတိုင်ပြောက်ွယ်သွားအောင်လုပ်ပြမယ်ငါရှင်းပဲပြောလိုက်မယ်ငါပတ်စံတွေအကုန်လုံးရေမျောသွားပါစေခမရကိုတပြားမှမပေးနိုင်ဘူးပြီးတော့ငါရဲ့စိုက်ပျိုးရေးဖန်လုံအိမ်ထဲကိုသာမင်းချီတလန်လှမ်းရဲရင်လှမ်းကြည့်လိုက်မင်းတစ်သက်လုံးနောင်တရစေရမယ်လို့ငါအာမခံတယ်ဒီလူတွေကလာပြီးပြဿနာရှာနေတာအပြင်ကိုမောင်းထုတ်လိုက်သူတို့အတင်းဝင်ဖို့စူးစမ်းရင်ရဲလက်တာအပ်လိုက်လင်ယွမ်မင်းစောင့်ကြည့်နေလိုက်မင်းကတကယ်ကိုအခေါင်းမြင်မှမျက်ရည်ကျမဲ့ကောင်ပဲဘာဖြစ်မလဲကြည့်ကြသေးတာပေါ့မင်းကရုတ်တရက်ချမ်းသာလာပြီးအကျွေးတွေပက်လဲဝိုင်းနေတဲ့ကောင်သူကအလွယ်တကူလက်လျှော့မှာမဟုတ်ဘူးလို့ပြောတာဟာလေလုံးထွားတာမဟုတ်ဘူးသူရုပ်မာတဲ့အကွက်တွေတုံးချင်နေတာပဲဒါပေမဲ့ကံကောင်းတာကငါကြိုတင်ပြင်ဆင်ထားတယ်ငါကမင်းတို့လိုစုံပြူအောက်လန်းသမားတွေကိုဖမ်းဖို့စောင့်နေတာမင်းတို့ရောက်လာပြီပေါ့လေလင်းတထေးမင်းကဒီနီလန်းကအလုပ်ဖြစ်မယ်ထင်နေတာလားအကယ်၍ငါတို့အဖမ်းခံရရင်ထောင်ကြမှာနော်ဘာကြောက်เสียရှိလဲဒီကောင်ကငါ့ကိုဒေဝါလီခံအောင်လုပ်တာငါသူ့ကိုဒီအတိုင်းလွတ်မထားနိုင်ဘူးဒီစေးနှစ်ပလင်းကိုယူသွားပြီးရင်ရေတိုင်ကြီးထဲအကုန်လုံးထည့်လိုက်မနှက်ဖြန်သူ့ဝက်တွေဘာတောက်တည်လိမ့်မယ်ပြီးတော့သူ့ကတင်အောက်မှာအနက်ရောင်ပလတ်စတစ်ပုံ3ပုံရှိတယ်သူအိပ်ပျော်နေတော့ယူခဲ့အဲ့ဒီဖော်မြူလာသာရှိရင်တဲရွေးလောင်ကငါနဲ့ဆက်ပြီးပူးပေါင်းဆောင်ရွက်မှာတေးကြတယ်တကယ်လို့ငါသာတတိမထားမိရင်ပြီးခဲ့တဲ့3နှစ်တာငါရဲ့စူးစမ်းအားထုတ်မှုအားလုံးမင်းတို့ကြောင့်ပျက်စီးသွားလိမ့်မယ်မင်းတို့ကအရင်ပြဿနာစတာဆိုတော့ငါအစွမ်းကုန်တုံ့ပြန်တာကိုလာမပြစ်တင်နဲ့ဟဲလိုလူတစ်ယောက်ကအလွန်ပြင်းထန်တဲ့ပိုးသက်ဆေးတွေကိုတည်ပြီးရေကန်ကိုအစိတ်ခတ်ဖို့စူးစမ်းနေပါတယ်ပြီးတော့ယွမ်တောင်းချီတန်တဲ့အဓိကနီးပညာဖော်မြူလာကိုလည်းခိုးယူဖို့ပြင်နေပါတယ်ကျေးဇူးပြုပြီးရဲတပ်ဖွဲ့ကိုချက်ချင်းစေလုပ်ပေးပါဦးမြန်လုံးရေတိုင်ကြီးကဟိုဘက်မှာတထေးလင်အဲ့ဒီအနက်ရောင်ပုံကရှေ့ကအိတ်ဆောင်ထဲမှာရှိတယ်ကျွန်တော်သွားယူလိုက်မယ်ခမည်းဒီမှာပဲနေခဲ့မြန်လုံးပုံကိုယူပြီးမြန်ပြန်ပြေးလာခဲ့အာငါမျက်စိကန်းပါပြီဦးလေးညတခေါင်ကြီးမအိပ်ပဲကျွန်တော်ဝက်ချန်နဲ့ဘာဝင်လုံနေတာလဲရေတိုင်ကြီးထဲကိုကောဘာဆေးမုံတွေထည့်နေတာလဲယွမ်စီမင်းမအိပ်သေးဘူးလားဦးလေးကမင်းကိုလာကြည့်တာပါမင်းတောင်ပေါ်မှာတယောက်တည်းအနေရရှိမှဆိုလို့ကျွန်တော်ကိုလာကြည့်တယ်
hydraulic ကကြေးကြီးတွေနဲ့ဆေးပလင်းတွေယူလာပြီးကျွန်တော်ကိုလာကြည့်တယ်ပေါ့ကျွန်တော်ကိစ္စမဟုတ်ပါဘူးတထေးလင်ကဝက်တွေကိုအစိတ်ခတ်ပေးရင်ကျွန်တော်ကိုယွန်း1000ပေးမယ်လို့ပြောလို့ပါကျွန်တော်ထောင်မချချင်ဘူးအားလုံးမလုံးတဲ့လက်တွေကိုခေါင်းနောက်ပစ်ပြီးစောင့်ကြောင်ထိုင်လိုက်ဗိုလ်ကြီးဝမ်ဒါကကာကွယ်ရေးပိုက်ကွန်ကိုဖျက်ဆီးတာအစိတ်ခတ်ဖို့ကြိုးစားတာပြီးတော့အဓိကကုန်သွယ်မှုလှုပ်ဝက်ချက်တွေကိုခိုးယူဖို့ပူးပေါင်းကြံစည်ထားတဲ့အတန်နဲ့ဗီဒီယိုမှတ်တမ်းပါအစိတ်ခတ်မှုကုန်ထုတ်လုပ်မှုနဲ့လုပ်ငန်းလည်ပတ်မှုကိုနှောက်ယှက်မှုပမာဏအဆမတန်များပြားပြီးဖြစ်စဉ်ကတိတ်ကိုဆိုးဝါးလာတယ်လင်ကျန်ကူမင်းတစ်လုံးထောင်ထဲမှာပဲဖြတ်တန်းသွားခြင်းပုံရတယ်မဟုတ်ပါဘူးကျွန်တော်မလုပ်ပါဘူးကျွန်တော်ကသူ့ဦးလေးပါကျွန်တော်တို့ကမိသားစုတွေလေလင်ရွယ်သူတို့ကိုရှင်းပြပေးပါဦးဦးလေးခဏတာစိတ်မောင်သွားလို့ပါဦးလေးဝက်တွေကိုချင်းစုံနေတဲ့ကြံတွေအတင်းကျွေးတုံးကသူတို့ကိုအသက်ရှင်ဖို့လမ်းချန်ပေးခဲ့လားဦးလေးကျွန်တော်အဖေကိုညစ်ပတ်တဲ့ရေတွေအတင်းတောက်ခိုင်းတုံးကကျွန်တော်တို့ကိုမိသားစုလို့တတ်မှတ်ခဲ့လားဦးလေးထောင်ထဲဝင်ပြီးစီကန်းတွေကိုသွားတင်ယူလိုက်ပါဦးခေါ်သွားလိုက်တော့ဝစ်လိုက်တာပဲဝစ်ဆိုတာနောက်ဘဝမကူဘူးဆိုတဲ့စကားကအမှန်တကယ်မကောင်းမှုပြုရင်မကောင်းကျိုးခံစားရမှာပဲဒီနေ့မှာပဲသူတို့ရဲ့ဝစ်ကြွေးတွေကိုပြန်ဆက်လိုက်ရပြီတနစ်တောင်ကုံဆုံးသွားခဲ့ပြီကျွန်တော်လင်ကြာရွာရဲ့တောင်နောက်ဘက်ကနေရှောက်လန်းလာခဲ့တာတဆင့်ပြီးတဆင့်မြို့လေခေါင်ကခေါင်မိုးထက်တိုက်ခန်းစီအထိရောက်ရှိလာခဲ့ပြီမစ္စတာလင်နှစ်ချုပ်ဗန္ဒာရေးရှင်းတန်းထွက်လာပါပြီရွာလူကြီးဝန်ကကျမကိုပြောခိုင်းလိုက်တာကရွာထဲကလူဦးရေထက်ဝက်ကျော်ဟာဗီလာအိမ်တွေကိုပြန်လည်ပြင်ဆင်ပြီးသွားပြီတဲ့အားလုံးကရွာထိပ်မှာလင်းသူထေးအတွက်ဂုံပြူကြောက်စာတိုင်းစိုက်ထူခြင်းနေကြတယ်မော်ကုန်းတိုင်ပေါ်မှာအမွှေးတိုင်ထုံးเสียမလိုပါဘူးသူတို့ကိုစီကံတိုင်းလိုက်နာဖို့ပဲပြောလိုက်ပါဤစနစ်အတိုင်းသာဝက်မွေးရင်အရှုံးမရှိဘူးဆိုတာလူတိုင်းနားလည်ကြတော့ပါပြီဟုတ်ကဲ့တထေးလင်ဒါနဲ့မစ္စတာလင်ရှင်းကိုပြောတင်မပြောတင်မသိတဲ့ကိစ္စတစ်ခုရှိသေးတယ်ပြောပါဒီနေ့ကျမမျိုးပြင်တန်အိုတန်စားအယောင်းဝယ်ဆိုင်ကိုပထမဆုံးတော့အသုံးမဝင်တော့တဲ့စက်ပစ္စည်းတွေကိုတွားရောင်းခဲ့တော့ဘသူကိုမြင်ခဲ့လဲခံမှန်းကြည့်ပါဦးဘသူလဲရှင်းရဲ့ဝမ်းကွဲညီမလင်းကြောင်ကြောင်လင်းကြံကူကအစိတ်ခတ်မှုနဲ့လိမ်လည်မှုကြောင့်ထောင်ဒဏ်10နှစ်ချမှတ်ခံထားရတာမဟုတ်ဘူးလားယွမ်10တန်းတန်စာချုပ်ဖောက်ဖျက်ခြင်းကြောင့်သူတို့ရဲ့လမ်းရိုဘာကားနဲ့ဗီလာအင်ကြီးကိုအတင်းအဓမ္မလေလံပစ်ခဲ့ရတယ်ကြားတာတော့သူတို့အတိုးကြီးတဲ့ချင်းငွေတွေနဲ့အွန်လိုင်းချင်းငွေတွေတင်နေလို့အခုတန်တိုတန်ဆဆိုင်မှာညစ်ပတ်ပြီးပင်မနဲ့ကိုလက်လှုပ်ရှားအလုပ်ချမ်းတွေကိုလုပ်နေရတယ်ဒီလောက်ပူအိုက်နေတဲ့အချိန်မှာတော့အဲ့ဒီချင်းစုပ်ပြီးနန်စော်နေတဲ့ပုံချောက်တွေကိုသူ့လက်ပလာနဲ့လိုက်နိုင်နေရတာကျမတို့ကုမ္ပဏီကားမောင်းသွားတာကိုမြင်တော့သူတိတ်ကြောက်ပြီးခေါင်းကိုအမိုက်ပုံနဲ့ချက်ချင်းစိုက်ထားလိုက်တာအပြင်ကိုလုံးဝထွက်မလာတော့ဘူးသူ့ဘာသူနေပါစေမစ္စတာလင်ရှင်သူတို့ကိုနည်းနည်းမှမမုန်းဘူးလားအဲ့ဒီတော့ကသူတို့ရွာမှာတိတ်ပြီးမာနထောင်သွားခဲ့ကြတာအဲ့ဒီတော့ကကျွန်တော်ဦးလေးအဲရကုန်ခန်းထဲမှာထိုင်ပြီးခွေးတောင်ဒီအလုပ်ကိုလုပ်နိုင်တယ်လို့ပြောခဲ့ဘူးတဲ့သူတို့ကနီးပညာကိုနှိမ့်ချပြီးတဘာဝတရားကိုလှည့်စားဖို့အရေးသွေးညံ့အစိတ်တောက်ဖြစ်စေတဲ့အရာတွေကိုသုံးခဲ့ကြတယ်အခုတော့သူတို့နန်စော်နေတဲ့ပုံချောက်တွေထဲမှာပဲအစာလိုက်ရှာနေရပြီးဒါကသူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပဲတဘာဝတရားရဲ့နိယာမကမျှတပါတယ်မင်းသူ့ကိုလှည့်စားရင်သူမင်းကိုမြေမြုပ်လိုက်မယ်မင်းသူ့ကိုလေးစားရင်သူမင်းကိုအချမ်းသာဆုံးဆုလက်တွေပေးလိုက်မယ်ဒါဟာလောကနိယာမပဲသွားပြီးအလုပ်လုပ်တော့ဟုတ်ကဲ့ပါမစ္စတာလင်လင်ကြံကူလင်ကြောင်ကြောင်ခင်ဗျားတို့အမားကိုတီးပြီးလမ်းမှန်ရောက်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်